ဒါလေးကတော့ကျွန်တော်ရဲ့F-Sound copycat F2 F2 ပေါ့နော် F2 smelling cat ရဲ့ strain ကိုမှကျွန်တော်ပြန်ကလုံးထားတဲ့ကောင်လေးတွေပြန်ပြီးတော့ pre စလာပြီပေါ့နော်ဒါလေးပါအမှန်ကတော့ Paparazzo Auto ပြချင်တာပါ Paparazzo Auto ရဲ့ဖြစ်ဒီပုံလေးပြချင်တာပါဒါပေမဲ့ဒါလေးကိုကျွန်တော်ဒါလေးလည်းပြစေ V1 တော့ flowering V1 ပြီးသွားပြီအခုတော့စပြီ flowering V1 ဝင်နေပေါ့နော်ပြီးစပြီပေါ့နော်ပြီးစနေပြီresize ပေါ့နော်ခု resize ပြီအဲ့တော့ကျွန်တော်ဘာလို့ထားလဲဆိုတော့ဒီကောင်ကိုကျွန်တော် website group လိုက်ရင်းနဲ့ကျွန်တော် sharing လုပ်ပြီးသုံးနေတယ်ပေါ့နော်အားလေးပါဒါလေးကျွန်တော်နောက်ပိုင်းမှာကျွန်တော်ပြောပြပါမယ်အဓိကပြောချင်တာတော့ Paparazzo Auto ပါပဲ Paparazzo Auto ကိုကျွန်တော် training လေးပေးမယ်ဆိုတော့ training ဆိုတာအများကြီးမဟုတ်ဘူးကျွန်တော် ST လေးမပေးဘူး top လည်းမပေးဘူးနောက်တစ်မျိုးလေးကျွန်တော်စမ်းပြထားတယ်အားလေးကိုကျွန်တော်ပြောချင်တာပါဒါကတော့ copycat F-Sound F2 ရဲ့ကလုံးတွေပါဒါဆိုရင်ကျွန်တော်နဲ့အတူတူ Paparazzo Auto ကိုကျွန်တော် pro လုပ်ပြီးမလဲဆိုတာကိုကျွန်တော်ထပ်ပြီးတော့တွားပြီးကြည့်လိုက်အောင်ကျွန်တော်အရှင်းမှာကြတော့လေအမှန်တော့အဲဆောင်းလေးပဲပြဖို့အစီအစဉ်မရှိဘူးရှိဆိုတော့အမှန်တော့ကျွန်တော်မနေ့ကဗီဒီယိုရိုက်ထားပြီးသားပေါ့နော်ရိုက်ထားပြီးတော့အမှန်တော့ရင် brother ရီကောင်းရီနိုင်တယ်မနေ့အမှန်တော့ကျွန်တော်တော်လေးနည်းနည်းလေးတောက်ထားမူးနေတယ်ပေါ့နော်မူးနေချိန်မှာကျွန်တော်ဗီဒီယိုရိုက်ပြီးတော့အထက်ပြန်လုံးလေးချိန်မှာကျွန်တော်ကြည့်တော့အကုန်တလွဲတွေဖြစ်နေရပါတော့ဖြစ်နေတော့ကွန်တိုလေးဖြစ်နေတော့ကျွန်တော်အဲ့ဟာကိုမတင်ဖြစ်ဘူးတင်ဖြစ်ရင်လည်းကျွန်တော်ရဲ့ဒီကိုတွေရေးကြမယ်ထင်တယ်တော်တော်ကြီးကိုဆိုးရွားကြီးဖြစ်နေတာအဲ့တော့ကျွန်တော်ကခုနဒီအခုမှပေါ့နော်ဒီအခုလေးနေမယ်ကျွန်တော်အဲ့ရှောင်းဟာလေးကိုကျွန်တော်ပြန်ရိုက်ပြလိုက်တယ်ရိုက်ပြပြီးကြအဲ့ရှောင်းပေါ့နော်အဲ့လိုဖြစ်တာလေးကျွန်တော်ပြောတယ်ပြောပြီးတော့အခုဒီကောင်လေးကိုPaparazzo လေးကိုကျွန်တော်ပြန်ရိုက်ပြတယ်ပေါ့နော်အမှန်တော့ကျွန်တော်ဗီဒီယိုရဲ့ရိုက်ထားပြီးသားဒါပေမဲ့ကျွန်တော်အတစ်လုပ်မယ်ဆိုပြီးမနက်မိုးလင်းတော့ပြန်ကြည့်တော့ဘလုံးမအဆင်မပြေရတယ်ကျွန်တော်အတစ်ပြန်ရိုက်ပေးတာပေါ့နော်ဒီကောင်14ရက်တာပါနည်းနည်းတော့သေးကောင်းသေးနိုင်တယ်နည်းနည်းလေးသေးနေလို့ထင်ရတယ်အမှန်တော့ကျွန်တော်မနေ့ကတော့အမှန်ရိုက်ပြတာဗျာကျွန်တော် nutrient လောင်းတာတွေရော nutrient ကျွေးရရောအကုန်ကျွန်တော်ရိုက်ထားပြီးသားမနေ့ကအဲ့တော့ဘာဖြစ်လဲရေကပြန်ဆိုနေရဲပေါ့နော်အဲ့ဒီတခုရှိတယ်အမှန်ကမနေ့ကကျွန်တော်အကုန်ရိုက်ထားပြီးသားကျွန်တော်ကျွေးရအောင် nutrient ဆက်တာတွေအကုန်လုံးကျွန်တော်ရိုက်ပြထားတယ်ဒါပေမဲ့ဘလုံးမအဆင်မပြေဘူးကျွန်တော် active set ပြန်ကြည့်ကိုတော့မဆိုတော့အဆင်မပြေဖြစ်တာနဲ့ကျွန်တော်အသစ်ပြန်ရိုက်ပေးတာပေါ့နော်အဲ့ဒါလေးပါအဲ့ဘာလဲဆိုတော့အခု Paparazzo Auto 14ရက်တာပေါ့နော်မနေ့က active video active ကျွန်တော်လုပ်တဲ့ချိန်အဲ့ video ကကျွန်တော်တင်လိုက်ပြီဆိုတော့ဒါတော့အကုန်ရီးကြပါလိမ့်မယ်အဲ့တော့ရက်တွေလည်းမှားပြောအကုန်လုံးတွေမှားပြောမိတာပေါ့နော်ဒီကောင်တော့14ရက်တာဖြစ်သွားပြီပြီးတော့ကျွန်တော်ဗာကျွေးထားလိုက်တော့ကျွန်တော်ကျွေးလိုက်ပြီအမှန်တော့မနေ့ကဗီဒီယိုကျွန်တော်တင်ပေးချင်တာအဲ့မှာကျွန်တော်ကျွေးထားတဲ့ဟာတွေအတိအကျကိုကျွန်တော်လုပ်ထားတယ်အဲ့ဟာတွေကမှန်ပေမဲ့ပြောတဲ့စကားတွေကတလွဲတွေဖြစ်နေတဲ့အတွက်ကျွန်တော်စိတ်မကောင်းစွာနဲ့ကျွန်တော်မတင်တော့ဘူးပဲနဲ့ကျွန်တော်ဒီနေ့မှပြန်ရိုက်ပေးမယ်ပေါ့နော်အဲ့လိုပါမှန်တော့ကျွန်တော်ကျွေးလိုက်တယ်ကျွေးလိုက်တယ်ဆိုတော့B1 အမိုင်လို့ပေါ့နော် B1 အမိုင်လို့အစနဲ့အပြောင်းဘူးလေးဒါတော့သိလိမ့်မယ်ကျွန်တော်ဗီဒီယိုကြည့်နေအဲ့ကောင်ကိုကျွန်တော်1 mili ကျွေးလိုက်တယ်73ရက်သားမှာကျွန်တော်စကျွေးလိုက်တယ်ပေါ့နော်ဒီနေ့14ရက်ဆိုတော့မနေ့ကကျွန်တော်73ရက်သားမှာစကျွေးလိုက်တယ်ဒီဗီဒီယိုကကျွန်တော်ဒီနေ့တင်ပေးပါမယ်အဲ့မှာကျွန်တော် date တွေအမှန်ဒါသာထွက်လိမ့်မယ်73ရက်သားမှာကျွန်တော်စကျွေးလိုက်တယ် B1 အမိုင်လို့V1 အမိုင်လို့ asset ပါတဲ့ကောင်လေးတရားအောင်ဘူးလေးနဲ့ကောင်အဲ့ဒါကျွန်တော်ကျွေးလိုက်တယ်အဲ့ဒါ1 mili ပဲကျွန်တော်ကျွေးတယ်ရေ1လီတာမှာ1 mili ကျွေးတယ်ပြီးတော့ကျွန်တော်ဒီကောင်ဗာကျွေးတာကင်းဝီးရဲ့အရက်နဲ့ခိုးကိုကျွန်တော်ကျွေးရတယ်အရက်က0.5 gram လောက်ပဲကျွန်တော်ကျွေးရတယ်အမဟုတ်အရက်တောင်ဖြစ်တယ် sorry ကျွန်တော်ခိုးကို0.5 gram ကျွေးထားတယ်အရက်ကိုကျွန်တော်1 gram ပဲကျွေးထားတယ်ပုံမှန်သူ့ရဲ့ recommendation က2 gram ပေါ့နော်အရက်ရဲ့ recommendation 2 gram ပြီးတော့ခိုးရဲ့ recommendation က1 gram ဒါမဲ့ကျွန်တော်ကခိုးကို0.5 gram ကျွေးပြီးတော့အတက်ကိုလည်း1 gram ပဲကျွေးရတယ်ရေ1လီတာမှာ pH ချိန်လာဆိုတော့ကျွန်တော်မချိန်သေးဘူးဗျဘာလို့လဲဆိုတော့ကျွန်တော်result လုပ်ချင်တာလေးရှိတယ်အဲ့တော့ကျွန်တော်မချိန်ဘူးကျွန်တော် swine က living swine ပြီးချင်းမြေရောပါလို့ဆက်ထားတယ်ဘာလို့အစပိုင်းကားဟာလေးတွေချင်းသိလိမ့်မယ်အဲ့တော့ကျွန်တော်ဒီကောင်နဲ့ခုနကပြောတယ်ခိုးကို0.5ကင်းဟူရဲ့ကို0.5 address ကို
1 gram နဲ့ကျွန်တော်မနေ့ကကျွေးလိုက်တယ်ကျွေးလိုက်တဲ့အချိန်မှာရေ1လီတာအပြည့်လောင်းထားတယ်ရေ1လီတာလုံးကျွန်တော်လောင်းပေးထားတယ်1လီတာလုံးမှာ1လီတာလုံးလောင်းပေးထားတယ်ပြီးတော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ training ပေါ့နော် training ဆိုတော့ကျွန်တော်ဒီတစ်ခါ ST လည်းမပေးဘူးတုတ်ပင်လည်းမပေးဘူးနောက်တစ်မျိုးကျွန်တော်စမ်းထားတယ်စမ်းမယ်ပေါ့နော်အဲ့ဒါလေးပါကျွန်တော်စမ်းမယ်အဲ့ဒါလေးဒီကတော့ဒီနေ့အဲ့ဒါလေးပြမယ်ကျွန်တော်တို့အဲ့ဒါလေးအတူတူလိုက်လို့ကြည့်အောင်လိုက်လို့ကြည့်အောင်ဆိုတော့မလုပ်ပါနဲ့ဟုတ်ကျွန်တော် result ကောင်းမကောင်းကြည့်ပြီးမှဆုံးဖြတ်ပါအဆင်ပြေမပြေကောင်းရင်မကောင်းဘူးပေါ့အဲ့ဒီစဉ်းစားပြီးတော့ဘာသာတို့လုပ်ဖို့အကြံပေးခြင်းနဲ့ကျွန်တော်ကတော့ realistic ပြပေးတယ်ကျွန်တော်အကောင့်ကိုကျွန်တော်ရဲ့အကောင့်လေးတွေကိုဘယ်လိုပြောရမလဲကောင်းရင်မကောင်းရင်ချက်ချင်းကိုအဖြေပေါ်မယ်ဘာလို့ဒါလေးအဆင်ပြေဒါလေးကောင်းရင်ဒါလေးကြိုက်တယ်ဆိုဒါလေးလိုက်လို့ရတယ်ကျွန်တော်အဲ့ဒီအတွေ့မျိုးပါအဲ့တော့ကျွန်တော်အမျိုးမျိုးစမ်းပြီးမယ်ဒါပါပဲအဲ့တော့ loss ကျွန်တော်ဒါလေးလောက်ကြည့်ပြီးမယ်ကျွန်တော်ဘာလုပ်မလဲဆိုတာလေးကျွန်တော်အခုပြပေးမယ်အများကြီးတော့မဟုတ်ဘူးတိတ်ထူးဆန်းရေးတိတ်กว่าကြီးလည်းမဟုတ်ဘူးဘာလဲဆိုအခု14ရက်သားပေါ့နော်14ရက်သားမှာကျွန်တော်ဘာလုပ်လိုက်မလဲဒီနှစ်တက်ကိုဒီအတက်လေးနှစ်တက်ကိုကျွန်တော်ဖြတ်ထုတ်လိုက်မယ်ဆိုတော့ညှက်ထုတ်လိုက်မှာပေါ့နော်ညှက်ထုတ်လိုက်မယ်အဲ့တော့ကျွန်တော်နည်းနည်းလေးတတိကောက်ဖြစ်သွားရင်တောင်းပါနဲ့အဲ့တစ်ခါကကျွန်တော်ဖုန်းကင်ထားတယ်မင်းညရိုက်နေတယ်အဲ့ stand ကလည်းကျိုးသွားတယ် stand ထောင်မရိုက်တာ stand လည်းကျိုးသွားတယ်အဲ့လိုအကြောင်းလေးရှိတယ်အဲ့တော့ကျွန်တော်အခု stand ထောင်ပြီးရိုက်မပြနိုင်တော့ stand ရဲ့ကျိုးသွားတယ်ဘာလို့လဲဆိုတော့အခုဒါလေးပေါ့နော်ကျွန်တော်ကတော့လက်ဖက်နဲ့မို့လို့နည်းနည်းလေးကတိကောက်ဖြစ်မယ်ဘာသာတို့နောက်ပိုင်းအဆင်ပြေလောက်ကြည့်ချင်တယ်ဆိုရင်တော့တေချာလေးလုပ်ဖို့တိုက်တွန်းပါရစေဒီကောင်းနှုတ်မှာဒီကောင်းအစ်စ်ထပ်ထွက်ဖို့ရှိရပေါ့နော်ဒီနှုတ်လေးကိုပြီးမှကျွန်တော်ပြမယ်နည်းနည်းလေးဝါးနေတယ်ကင်မရာလှုပ်နေတဲ့အတွက်နည်းနည်းဝါးနိုင်တယ်ကျွန်တော်ပြီးမှပြမယ်ကျွန်တော်ပြီးပြမယ်ပေါ့နော်အဲ့လေးကိုမထိပါစေနဲ့ပေါ့နော်ပြီးမှကျွန်တော်ကောက်လိုက်မယ်ရပြီအဲ့မှာကျွန်တော်ပြမယ်ကျွန်တော်ပြချင်တာဗာလဲဆိုတော့ဒီမှာသူကကျွန်တော်အခုညှက်လိုက်ခြင်းအားဖြင့်ဘာဖြစ်တော့ဒီအောက်ကဒီကောင်လေးပေါ့နော်ဒီကောင်လေးနှုတ်လေးတွေကအပေါ်ကောင်ကက်ရှက်ဖြစ်မယ်ကက်ဖြစ်တယ်ဆိုတဲ့သဘောကလိုက်နှီလာမယ်ပေါ့နော်တက်လာမယ်ပြီးတော့ဒီကောင်ပေါ့နော်ဒီကောင်လေးတက်လာမယ်ပေါ့နော်အမှန်တော့ကျွန်တော်ဒီကောင်ကိုညှက်ထုတ်ချင်တာပါဒါပေမဲ့ကျွန်တော်နည်းနည်းလေးစောက်လိုက်မယ်ဒီနှစ်ခုပေါ့နော်အဲ့နှစ်ခုပါကျွန်တော်ညှက်ထုတ်ပြချင်တာဒါပေမဲ့ကျွန်တော်နည်းနည်းလေးစောက်လိုက်မယ်ဒီနေ့ကျွန်တော်14ရက်သားဖြစ်သွားတယ်14ရက်သားမှာကျွန်တော်စလုပ်လိုက်ရပေါ့နော်အမှန်တော့ဒီနှစ်ခုဒီကောင်လေးနှစ်ခုကိုကျွန်တော်ညှက်ထုတ်ပြချင်တာဒါပေမဲ့ကျွန်တော်နည်းစောက်မယ်ဒီကောင်လေးအလဲအကောင်လေးနည်းနည်းထက်တက်လောက်ဒီကောင်နည်းနည်းပြန်ကားလာဒီကောင်ကျွန်တော်ထက်ညက်ပြီးတော့ညှက်ထုတ်လိုက်မယ်အဲ့တော့ဘာဖြစ်လာမလဲဒီကောင်ကအပေါ်ထိုးတက်လာမယ်ဒီကောင်ရဲ့ဟာလည်းအပေါ်ထိုးတက်လာမယ်အမှန်ဒီဂျားထဲမှာလည်းနောက်နှစ်ခုထက်တက်လာအောင်မယ်နောက်နှစ်ခုထက်တက်လာအောင်မယ်အဲ့တော့ဒီ main ဒီနေရာလေးမှာ3ခုဖြစ်သွားမယ်ပေါ့နော်အဲ့လိုမျိုးပါအဲ့လိုဖြစ်မှာပါဆိုတော့အမှန်တော့အခုတည်းကညှက်တဲ့နေပေါ့နော်ဒါပေမဲ့ကျွန်တော်မညှက်ဘူးညှက်ဆိုတော့နည်းနည်းလေးလိုက်အလင်းစုပ်ယူမှုလေးနည်းနည်းခေါင်းရနိုင်အောင်လို့ကျွန်တော်ခဏထားပေးရအဲ့ဒါလေးပါလောဆယ်ကျွန်တော်ခုနဟာလေးကျွန်တော်ညှက်ထုတ်လိုက်တယ်ဒီကောင်လေးတက်လာမယ်ဒီရောကောင်လေးတက်လာမယ်ဒီတစ်ခေါက်တော့ကျွန်တော်အရှိတ်ဗီဒီယိုနဲ့လုံးဝမတူတဲ့ SC လည်းမပေးဘူးတော့ပင်လည်းမပေးထားဘူးပြီးတော့နောက်တနည်းလေးပေါ့နော်ကျွန်တော်စမ်းပြပေးထားတယ်ဒါတော့ကျွန်တော်ဗီဒီယိုကိုကြည့်ပြီးတော့အဆင်ပြေတဲ့နေကိုတုံးလို့ရအောင်လို့ပါကျွန်တော်အများကြီးလုပ်ပြထားတယ်အပင်ကကြီးအောင်ကြီးနိုင်မယ်ကြီးအောင်လည်းကျွန်တော်စူးစမ်းနေတယ်ကျွန်တော်စိတ်ထင်ဒီကောင်21ရက်22 23maybe 25ပတ်ဝန်းကျင်မှာpre win လိုက်မယ်ဒါပေမဲ့pre win တုံးလဲနည်းနည်းလေးထပ် try ပြီးလို့ရနေပြီဒီဂျားလေးတော့ကျွန်တော်အသက်နိုင်လို့ကြီးအောင်လုပ်ပေးထားမယ်မနေ့ကတော့ကျွန်တော်လူကျွေးရစကျွေးလိုက်ပြီဒါလေးပါအားပေးကြည့်ရှုသူကြောက်ကြည့်အားလုံးကျွန်တော်ကျေးဇူးတင်တယ်update လေးကိုလည်းဆက်ပြီးစောင့်မျှော်ကြည့်ရှုပြီးတော့ကျွန်တော်တောင်းဆိုပါရစေ like and subscribe လေးလည်းပေးပါအောင်ဗီဒီယိုလေးကိုဆိုတော့ဒီကောင်လေးနည်းနည်းလေးထပ်တက်လာရင်ဒီကောင်လေးကျွန်တော်ညှက်ထုတ်အောင်ပါအဲ့ဒါလေးကိုလည်းလုပ်ဖြစ်ရင်ကျွန်တော် update ထပ်တင်ပေးမယ်
ပြီးတော့ကျွန်တော်တစ်ချက်ပြောပြရစီကျွန်တော်နောက် string တစ်ခုစိုက်ဖို့ရှိတယ်အဲ့ဒါကဘာလဲဆိုတော့banana jealousy ff3 auto ပါsmelling cat ရောင်းထားတာပါအဲ့လေကျွန်တော်ထပ်စိုက်ဖို့ရှိရယ်အဲ့ကောင်ကိုကျွန်တော်ဗာနဲ့groom လဲဆိုတော့bangi business နဲ့ bangi business နဲ့ grow လိုက်100ဝန်းနဲ့ပဲကျွန်တော်grow ကိုစဉ်းစားထားတယ်ဒါလေးကျွန်တော်မှားထားတယ်ကျွန်တော်second ထဲကနည်းနည်းလေးရွေးကြည့်တာပေါ့နော်ဒါပေမဲ့မရှိကြနဲ့ကျွန်တော်ဈေးမနိုင်လာရဲ့အကြောင်းကျွန်တော်အဲ့ထက်ပို့ပြီးဝက်များတော့ကျွန်တော်ဝယ်နိုင်တော့ဘူးဒါပေမဲ့ bangi business နဲ့100ဝက်ကိုတော့အစ်စ်ကျွန်တော်ဝယ်လိုက်နိုင်တယ်အဲ့ဒါလေးနဲ့ကျွန်တော်ဆက်ပြီး try ပြပေးမယ်အဲ့တော့ဘာလဲဆိုတော့ C ကအဲ့မှာကထူးခြားတာဘာရှိမလဲဆိုတော့ swine ကတော့ဒီဆက်တဲ့ swine တိုင်းပဲကျွန်တော်သွားမယ်ဒီ swine တိုင်းပဲအခုဒီ paparazzo ဆက်တဲ့ swine တိုင်းပဲကျွန်တော်သွားမယ်သွားပြီးတော့ banana jealousy r3 auto လေးကိုကျွန်တော်စိုက်ပြမယ်mangi business နဲ့100ဝန်းနေပေါ့နော်ကျွန်တော်အဲ့လောက်ပဲတက်နိုင်ပြီအဲ့လောက်ပဲစိုက်ပြပေးနေတာကိုလည်းတောင်းပန်ပါတယ်ပြီးတော့ဘာလဲဆိုတော့ဘာလဲဆိုတော့နောက်တစ်ခုကကျွန်တော် grow light လေးကိုကျွန်တော် sharing လုပ်ပြီးသုံးရလိုက်မယ်အရှိမကျွန်တော်ပြတ်ထားတယ်smelling cat ကျွန်တော် clone ထားတဲ့ကောင်လေးရတယ်ဖူးနေရပေါ့နော်ဖူးနေဆိုတော့ကျွန်တော်ဘယ်လိုလုပ်ကိုစဉ်းစားထားတယ်မနက်ပိုင်းကိုကြတော့အဲ့ကောင်ကိုကျွန်တော်တွားပြီးတော့ copycat action ကိုတွားပြီးတော့ကျွန်တော်မီးပေးမယ်ရှိတဲ့ grow light လေးကိုကျွန်တော်တွားပြီးတော့မီးပေးမယ်မီးပေးပြီးတော့ညာပိုင်းကိုကြတော့မှဒီကောင်လေးကိုကျွန်တော် full light ပေးနိုင်မယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်တော့ရှိပါတယ်ဒါဆိုရင်ကျွန်တော် video ကိုဒီလောက်နဲ့ပဲကျန်နိုင်ပြစေနောက်ထပ်လာမယ် banana jealousy r3 auto လေးကိုလည်းကြည့်ပေးပါအောင်လောဆယ်ကျွန်တော် training ကဘယ်လိုပေးထားလဲဆိုတာလေးကိုဘာသာတို့ကျွန်တော်ပြောချင်တဲ့အတွက်ဒါလေးသင်ပေးရခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်